ကျွန်တော်ကနှလုံးနဲ့မွေးဖွားလာခဲ့တာပါဒါပေမဲ့ကျွန်တော်အကူကတော့မွေးရပါနှလုံးယောဂရှင်တွေမိဘတွေကအကူကိုနှလုံးပေးဖို့ကျွန်တော်ကိုအတင်းကျပ်ဖိအားပေးခဲ့ကြတယ်မပေးရင်နေဘက်ကိုအပြင်းနဲ့ထုံမယ်လို့ချင်းချောက်ကြတာပေါ့အဲ့ဒါနဲ့ပဲကျွန်တော်လည်းနေကိုပဲထွက်လာခဲ့လိုက်တယ်ဘာလို့လဲဆိုတော့အဲ့ဒီနှလုံးကိုပေးလိုက်ရင်ကျွန်တော်ရှင်းထုတ်ခံရမှာလေနေမှာအခြေချပြီးအိမ်အောင်ကျသွားတဲ့အချိန်မှာအကူကရုတ်တရက်တတိလေးလဲကျသွားပြန်တယ်ကျွန်တော်ဇနီးလူရန်ကလည်းကိုနှလုံးလူကိုကျွန်တော်ကိုဖိအားပေးလာတယ်မင်းမနှလုံးရှိတာပဲတစ်လုံးပေးလိုက်တော့သူအသက်ရှင်သွားမှာပေါ့ဘာလို့ဒီလောက်တောင်အတားကြီးနေရတာလဲတဲ့ဒါပေမဲ့ကျွန်တော်လည်းအသက်ရှင်ချင်တာပေါ့နှလုံးမရှိရင်ကျွန်တော်လည်းအနားယူသွားရမှာလေမင်းကနှလုံးရှိနေတာပဲတစ်လုံးပေးလိုက်လေအဆင်ပြေတယ်မင်းအကူကမတူဘူးသူကနှလုံးမရရင်အနားယူသွားတော့မှလို့သူကပြောတယ်တကယ်တော့ကျွန်တော်ငယ်တုန်းကခွဲစိတ်မှုတစ်ခုလုပ်ခဲ့ဘူးတယ်အဲ့ဒီတုန်းကနှလုံးလှုပ်ခဲ့ပြီးသားပါအဲ့ဒီနှလုံးကအခုမင်းရဲ့ခန္ဓာကိုယ်ထဲမှာရှိနေတာလေလို့ကျွန်တော်ပြောပြခဲ့တယ်ဒါပေမဲ့သူကကျွန်တော်လိမ်နေတယ်လို့ပဲထင်ပြီးနှလုံးမလူချင်လို့စင်ကြေးပေးနေတယ်လို့မှတ်ယူသွားတယ်နောက်ဆုံးတော့သူကကျွန်တော်ကိုလိမ်ညာပြီးခွဲစိတ်ခံနဲ့ခေါ်သွားတယ်ခုတင်ပေါ်မှာကျုံးနဲ့တုပ်ပြီးမေးစစ်ဆရာဝန်ကိုစေးထိုးခိုင်းလိုက်တယ်မစိုးရိမ်နဲ့မင်းကိုငါအသက်ရှင်အောင်လုပ်ပေးမယ်နဲ့သူ့ရဲ့ဆရာကလည်းအရင်ကနှလုံးစားထိုးတာတွေလုပ်ဘူးတော့သူကကိုအရန်ယုံကြည်မှုရှိနေတာလေမင်းအကူနေကောင်တွားရင်တမိသားစုလုံးမင်းကိုလက်ခံလာလိမ့်မယ်အဲ့ဒီခါကျရင်မင်းပေးမှာအမြဲရှိနေမှာပါတဲ့ခဏကြာမှာပဲသူကကျွန်တော်ရင်ဘက်ထဲကနှလုံးကိုထုတ်ယူလိုက်တယ်ဘာကူမှတေချာစစ်ဆေးမနေတော့ပဲအဲ့ဒီနှလုံးကိုယူပြီးအကူဖြစ်သူရဲ့ခွဲစိတ်ခန်းထဲကိုအပြေးလွှားသွားတော့တာပဲကျွန်တော်ကတော့အဲ့ဒီခွဲစိတ်ခန်းထဲမှာတယောက်တည်းကျန်ရစ်ခဲ့တဲ့ဆက်တွေကအတန်ကျဲကြီးမြည်လာပြီးတာဝန်ကျဆရာဝန်ရောက်လာတော့ကျွန်တော်ကအနားယူသွားပြီလေဒီလူကနှလုံးရှိတာမဟုတ်ဘူးလားလို့တခြားဆရာဝန်တယောက်ကဇဝေဇဝါနဲ့မေးတယ်ဆရာဝန်မလူကတော့သူရောက်လာတာနောက်ကျသွားလို့ပါလို့ပဲပြောလိုက်တယ်အဲ့ဒီစကားကိုယုံလားအနားယူသွားတာပဲကောင်းပါတယ်သူကဖြစ်တင်တာပဲလေဆရာဝန်မလူရဲ့အမျိုးသားဖြစ်နေပြီးတော့သူ့ကိုယ်တောင်ကဲဖို့ညှင်းဆန်သေးတယ်နောက်ပြီးတခြားမင်းကလေးတွေကိုလည်းလိုက်နောက်ရှက်နေတာတဲ့အဲ့ဒီတော့အလောင်းကိုဘယ်လိုလုပ်ကြမလဲလို့မေးကြတော့ဘယ်သူမှလာမယူရင်ရင်ခွဲယုံကိုပို့လိုက်ယုံပဲပေါ့လို့ပြောပြီးအားလုံးထွက်သွားကြတယ်အဲ့ဒီအချိန်မှာလူရန်ကတော့အကူဖြစ်သူရဲ့ခွဲစိတ်မှုမှာပဲအာယုံရောက်နေတဲ့သူကယုံကြည်မှုရှိနေပေမဲ့ဒါကသူ့အတွက်ပထမဆုံးအစားထိုးခွဲစိတ်မှုလေးနိုင်ပေါင်းများစွာကြာပြီးနောက်မှာတော့ခွဲစိတ်မှုအောင်မြင်သွားတယ်အခုကိုတေချာနေရာချပေးပြီးမှကျွန်တော်အကြောင်းကိုတတိယသွားတယ်ကျွန်တော်စီလာကြည့်ဖို့ထွက်လမ်းမှာတခြားဆရာဝန်တယောက်နဲ့တွေ့တယ်ကျွန်တော်မျိုးသားပင်မလဲလို့မေးတော့သူပြန်သွားပြီးမဟုတ်လားတယောက်တော့စောင့်ကြည့်ပေးနေမှာပါလို့ပြန်ဖြေတယ်သူကလည်းဘာမှထူးခြားတယ်လို့မထင်ပဲသူနာပြုတွေကြည့်ပေးထားမှာပဲလို့တွေးပြီးရုံတန်းကိုပြန်သွားတယ်နောက်တစ်နေ့မှာအကူဖြစ်သူနိုးလာတယ်မင်းနိုးလာပြီးပဲခွဲစိတ်မှုကအောင်မြင်တယ်မင်းရဲ့နှလုံးကနောက်ထပ်ပြဿနာပေးမှာမဟုတ်တော့ဘူးလို့လူရန်ကပြောတယ်အကူဖြစ်သူကလည်းသူ့ရင်ဘက်ကိုစမ်းကြည့်ပြီးနှစ်ပေါင်းများစွာခံစားခဲ့ရတဲ့ဝေဒနာတွေပြီးဆုံးသွားပြီဆိုပြီးလူရန်ကိုဖတ်ပြီးငိုတာပေါ့သူကလည်းစိတ်အေးထားပါဆိုပြီးအကူကြောကိုပုတ်ပေးနေတယ်သူနာပြုတယောက်ကလည်းသူကသူ့အမျိုးသားကိုတကယ်ချစ်တာပဲလို့စနောက်လိုက်တယ်အဲ့ဒီအခါလူရန်ကြောင်သွားတယ်ကျွန်တော်နောက်ခန်းမှာရှိနေတာကိုသူတတိယသွားတယ်ရှင်နားလည်မှုလွဲနေပြီးသူကကျွန်တော်မျိုးသားမဟုတ်ပါဘူးလို့ပြောပြီးကျွန်တော်စီလာကြည့်ဖို့ပြင်တယ်အဲ့ဒီအချိန်အကူကသူ့လက်ကိုဆွဲထားပြီးမိဘတွေကိုဒီခွဲစိတ်မှုအကြောင်းဖုံးထားတာပါအခုမှပြန်ကောင်းစားဆိုတော့ဘယ်သူမှလည်းဘေးမှာမရှိဘူးကျွန်တော်ကြောက်တယ်လို့ပြောတော့လူရန်စိတ်ပျော်သွားတယ်ကျွန်တော်ကတော့သူနာပြုတွေတေချာကြည့်ပေးမှာပဲလို့တွေးပြီးအကူနားမှာပဲဆက်နေပေးလိုက်တယ်ရင်ခွဲယုံမှာတော့တာဝန်ခံကစိတ်ညစ်နေတယ်နှစ်ရက်ရှိပြီဘယ်သူမှအလောင်းလာမယူကြဘူးလို့ပြောတော့တခြားတယောက်ကလည်းဘာကြည့်နေတာလဲမြင်လှုပ်သိမ်းပြီးအိမ်ပြန်ရအောင်လို့ဆိုပြီးကျွန်တော်ကိုအလောင်းထဲတဲ့အိတ်ထဲထည့်လိုက်ကြတယ်နောက်ထပ်2ရက်ကြာသွားတယ်အကူကလည်းအခြေအနေတော်တော်ကောင်းနေပြီအဲ့ဒီတော့မှလူရန်ကကျွန်တော်စီလာကြည့်တယ်အခန်းကအားလက်နေပြီးသူနာပြုတယောက်ကအိယာခင်းလဲနေတယ်ဒီခန်းကလူနာပင်မလဲလို့မေးတော့ထိုင်းယွန်ကဆေးရုံကဆင်းသွားပြီလို့ဖြေတယ်လူရန်ကတော့ဒေါသထွက်သွားတာပေါ့ခွဲစိတ်ထားတာကိုဘယ်မှာသွားဖို့နေတာလဲဆိုပြီးကျွန်တော်စီဖုန်းဆက်တယ်ဖုန်းကဆက်သွယ်လို့မရတော့အပြင်မှာပဲအနားယူသွားလိုက်တော့ပြန်မလာနဲ့လို့ချိန်ဆပြီးအခုအခန်းကိုပြန်သွားတယ်အခုဖြစ်သူကလည်းလူရန်စိတ်တူနေတာမြင်တော့ထိုင်းယွန်ကမင်းကိုစိတ်ဆိုးနေတာလားငါပဲသွားရှင်းပြပါမယ်မင်းတို့ကြားမှာငါကြောင့်အဆင်မပြေတာမျိုးမဖြစ်စေချင်ဘူးလို့ပြောပြီးအိယာဘောကဆင်းဖို့လုပ်တယ်လူရန်ကလည်းတားတာပေါ့မင်းကဘာလို့သူ့ကိုဂရုစိုက်နေတာလဲမင်းအနားယူဖို့ပဲလို့တယ်မင်းစိတ်ယုံစင်းရင်မိဘတွေပြောကြမှာပါဖန်ပြန်ကတော့သူ့ဘာသာဆင်ပြေမှာပါဆေးရုံတောင်ဆင်းသွားပြီပဲလို့ပြောတယ်သူကကျွန်တော်တောင်းပန်ခဲ့တာတွေကိုတတိယပြီးမိသားစုချင်းကိုဘာလို့ဒီလောက်ရက်ဆက်ရတာလဲဆိုပြီးကျွန်တော်ကိုစိတ်နာနေတော့မဲ့ကျွန်တော်စိတ်အေးသွားမှပဲရှင်းတော့မယ်လို့သူကတွေးထားတာရုံးတန်းနဲ့ပြန်ရောက်တော့အားလုံးကရေမောနေကြတယ်သူဝင်သွားတော့မှငြိမ်သွားကြပြီးမင်းတို့နှစ်ယောက်ကတကယ်လိုက်ဖက်တဲ့ဆုံတွဲပဲလို့ပြောကြတယ်သူကလည်းကျွန်တော်နှလုံးပေးခဲ့တာဟာသူ့ကိုအရင်ချစ်လို့ဖြစ်မှာပဲလို့တွေးပြီးကျွန်တော်ပြထောက်နေတာကိုတိတ်ဆိတ်မရှိတော့ဘူးဒါပေမဲ့ဖုန်းမကင်တာကိုတော့စိတ်တူနေတော့ပဲလုပ်ဖို့ကင်ဖက်တယောက်ကလည်းမင်းမျိုးသားစိတ်ဆိုးနေတာဖြစ်မှာပါခွဲစိတ်ထားတာဆိုတော့စိတ်မကြည်တာတဘာဝပဲလေသူကြိုက်တာလေးဝယ်ကျွေးလိုက်ပါလို့အကြံပေးတယ်လူရန်လည်းကျွန်တော်ကြိုက်တဲ့မုံတွေဝယ်ပြီးအိမ်ပြန်လာတယ်မောင်မင်းကြိုက်တဲ့မုံတွေဝဲလာတယ်လို့ပြောပေမဲ့ဘယ်သူမှမထူးဘူးစပွဲပေါ်မှာတော့ကွာရှင်းစာချုပ်တင်ထားတာကိုတွေးလိုက်ရတယ်နှလုံးလူကိုသူပြောလိုက်တဲ့အချိန်ကလေးကကျွန်တော်ကဆုံးဖြတ်ချက်ချပြီးသားလေသူကတော့စာချုပ်ကိုကြည့်ပြီးနှလုံးတစ်လုံးပေးတာနဲ့ပဲကွာရှင်းမဲ့လို့ရလားဆိုပြီးဒေါသထွက်ပြီးမုံတွေကိုအမိုက်ပုံနဲ့ပြစ်ထည့်လိုက်တယ်ဒီအိမ်မှာမနေချင်ရင်လည်းဘယ်တော့မှပြန်မလာနဲ့လို့ပြောနေတော့မှပဲဖုန်းလာတယ်ကျွန်တော်အဖေကဆက်တာလေးဖမ်းရွံဘယ်မှာလဲလို့မေးတော့လူရန်ကလည်းအကူဖြစ်သူအခြေအနေကောင်းနေတာနဲ့ပဲခွဲစိတ်မှုအကြောင်းအကုန်ပြောပြလိုက်တယ်မိဘတွေလည်းဆေးရုံကိုချက်ချင်းရောက်လာကြတာပေါ့အဲ့ဒီညမှာ3ယောက်သားဖမ်းမှုကြတယ်ပြီးတော့ဖမ်းရွံကောဘယ်မှာလဲလို့မေးကြတယ်အကူဖြစ်သူကသူဆေးရုံကဆင်းသွားပြီလို့ပြောတော့အမေကချက်ချင်းမျက်မှောင်ကျုပ်ပြီးဒီလောက်ညံ့ညံ့ဆင်းသွားတာလားအပြင်မှာအနားယူသွားမှမကြောက်ဘူးလားတဲ့အဖေကလည်းစကားကိုစင်ကြင်ပြောဖို့တားတယ်အကူဖြစ်သူကအဆင်ပြေသွားပြီဆိုတော့ဖမ်းရွံဘာဖြစ်ဖြစ်ကိစ္စမရှိပါဘူးအမေကလည်းဟုတ်တယ်ငါသားလေးအဆင်ပြေရင်ပြီးတာပဲဆိုပြီးအကိုကိုချော့နေကြတယ်နောက်တစ်နေ့မှာလူရန်ရောက်လာတော့မိဘတွေကအကိုကိုဂရုစိုက်နေတာတွေ့ပြီးစိတ်ထဲမှာတမျိုးဖြစ်သွားတယ်ကျွန်တော်ကတော့သူတို့တခါမှအဲ့ဒီလိုမဆက်ဆံခဲ့ဘူးလေမိဘတွေကလည်းလူရန်ကိုကျေးဇူးတင်နေကြတယ်လောက်ပေါ်ကိုင်းဖက်တယောက်ဝင်လာပြီးဆရာဝန်မလူကသူ့အမျိုးသားကိုတကယ်ချစ်တာပဲနေတိုင်းလာကြည့်တယ်လို့ပြောတော့မိဘတွေကလည်းသဘောကျနေကြတာပေါ့လူရန်ကတော့မျက်နှာပြတ်သွားပြီးသူကကျွန်တော်မျိုးသားမဟုတ်ဘူးလို့ပြောပေမဲ့ဟိုလူကမသိဘဲနဲ့ထွက်သွားတယ်မိဘတွေကလည်းဖမ်းရွံမှမရှိတာအကိုကိုပဲအမျိုးသားလို့တတ်မှတ်ထားရင်ပိုပြီးဂရုစိုက်ခံရတာပေါ့လို့ပြောကြတယ်လူရန်လည်းစိတ်တူတူနဲ့ထွက်လာတော့မှသူ့ရဲ့ဆရာရောက်နေတယ်ဆိုလို့တွားတွေ့တယ်ဆရာကလူရန်ကိုချီးကျူးတာပေါ့ငငယ်တုန်းကမင်းကိုငါကိုယ်တိုင်ခွဲစိတ်ပေးခဲ့တာအခုတော့မင်းကနှလုံးစားထိုးတာတွေတောင်လုပ်နိုင်နေပြီပဲတဲ့လူရန်ကကြောင်သွားပြီးဘာခွဲစိတ်မှုလဲလို့မေးတယ်ငငယ်တုန်းကမင်းလုပ်ခဲ့တဲ့နှလုံးစားထိုးခွဲစိတ်မှုလေလို့ပြောနေတော့အခန်း3 10နှစ်မှာရန်ဖြစ်နေတယ်ဆိုပြီးသတင်းလာပေးတယ်အဲ့ဒါနဲ့အမြန်သွားကြည့်တော့အမျိုးသမီးတစ်ယောက်ကအော်ဟစ်နေတာတွေ့ရတယ်ငါတူကမင်းသားကိုနှလုံးလူခဲ့တာလေလို့အော်နေတာလူရန်လည်းအော်သွားပြီးကျွန်တော်ပြောခဲ့တဲ့စကားတွေကိုသတိရသွားတယ်အဲ့ဒီအချိန်မှာဦးလေးဖြစ်သူရောက်လာပြီးဟိုမျိုးသမီးကိုအပြစ်ဆွဲထုတ်သွားတယ်လူရန်ကအမှန်တရားကိုသိချင်နေပေမဲ့မိဘတွေကဖုံးကွယ်ထားကြတယ်နောက်ဆုံးတော့လူရန်ကဆရာစီပြန်သွားပြီးစုံစမ်းဖို့လုပ်တယ်ဒါပေမဲ့ဆရာကအခန်း3 10နှစ်မှာလူနာကြည့်
နေတာနဲ့တိုးတယ်အဲ့ဒီမှာလူရန်ကဒါကကျမမျိုးသားမဟုတ်ပါဘူးသူ့အကိုပါလို့အော်ပြောလိုက်တော့အားလုံးကအံ့ဩသွားကြတယ်ရှင်တို့မျိုးသားကဒီမှာပဲခွဲစိတ်ပြီးပြန်ကောင်းလာတာမဟုတ်ဘူးလားဆိုပြီးဆရာဝန်တယောက်ကမေးလိုက်တဲ့အချိန်မှာပဲကျွန်တော်မိဘတွေခန်းထဲကိုဝင်လာကြပါတော့တယ်